Hello မင်္ဂလာပါဗျာဒီနေ့မိတ်ဆက်ပေးခြင်းတဲ့တခြင်းလေးကတော့မလွမ်းပုံမငုံနဲ့ဆိုတဲ့တခြင်းလေးပဲဖြစ်ပါတယ်လွမ်းမိတဲ့အချိန်လေးဝမ်းနေမိမှာနားထောင်ရင်စိတ်ထဲကခံစားချက်လေးတွေကိုပြန်လဲရအားလုံးလည်းနှစ်သက်ကြမယ်လို့မျှော်လင့်ပါတယ်ဗျာကဲမလွမ်းပုံမငုံနဲ့တခြင်းလေးကိုအတူတူနားဆင်လိုက်ကြရအောင်ဗျာဟိုတော့ငါတိတ်ကြောင်လေးစီပြန်ပြောင်းလို့ခင်တတိယမိနေတယ်ချစ်တယ်မလွမ်းဘူးရဲ့ရွမ်းလို့မနေနဲ့တော့ခွဲခွင့်ပါရင်ကိုယ်တကယ်ရောက်လာပါမယ်လွမ်းပုံကိုနဲ့စီချိုးခွဲကိုပြန်ခဲ့တော့မယ်မလွမ်းဘူးရဲ့မငိုနဲ့တော့ခွဲပြောင်းလို့ခင်တတိယမိနေတယ်ချစ်တယ်မလွမ်းဘူးရဲ့လွမ်းလို့မနေနဲ့တော့ခွဲခွင့်သာရင်ကိုယ်တကယ်ရောက်လာပါမယ်လွမ်းဖို့ငုံနဲ့စီကျူခွဲကိုပြန်ခဲ့တော့မယ်ဘလွမ်းဖို့ရဲ့ဘငုံနဲ့တော့ခွဲခွဲတတိယမိတယ်မလွမ်းဘူးရဲ့ဝေးရမြေချတော့လေချစ်တဲ့စိတ်တွေပေါ်လို့သာရဲ့မင်းကြောင့်တွေကကိုတတိယမိတယ်ဒီချိန်ရောက်ရင်တော့ခွဲလွမ်းဖို့မျောနေတော့မယ်ကိုပြန်လာခဲ့တော့မယ်မလွမ်းဘူးရဲ့ဘငိုနဲ့တော့ခွဲပြောင်းလို့ခင်တတိယမိနေတယ်ချစ်ချင်လွမ်းဖို့ရဲ့လွမ်းလို့မနေနဲ့တော့ခွဲခွင့်သာရဲ့ကိုယ်တကယ်ရောက်လာပါမယ်လွမ်းဖို့ငုံနဲ့စီချိုးခွဲကိုပြန်ခဲ့တော့မယ်လွမ်း